fighting Hello မင်္ဂလာပါဒီနေ့မှာတော့ Adobe AI နဲ့တစ်ကမ္ဘာလုံးက training ဖြစ်နေတဲ့ animation video ကိုဖုန်းနဲ့ဘယ်လိုဖန်တီးလို့ရမလဲဆိုတာကိုအစစ်စစ်လေ့လာသွားကြရမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာမိနစ်အနည်းငယ်အတွင်းမှာလွယ်လွယ်ကူကူနဲ့ animation video တစ်ခုကိုဖန်တီးနိုင်အောင်တစ်ခုချင်းစီအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ် Adobe AI နဲ့က tool တွေကိုဘယ်လိုအသုံးပြုရမလဲ White နဲ့ motion တွေဘယ်လိုလုပ်ရမလဲ AI တွေနဲ့အလိုလျောက် animation video တစ်ပုဒ်ကိုဘယ်လို generate လုပ်ပေးမလဲဆိုတာကိုအဆုံးထိနားလည်သွားမှာဖြစ်ပါတယ်โอเคကျွန်တော်ခုနအချိန်မှာပြသွားခဲ့တဲ့ဗီဒီယိုပုံစံမျိုးလုပ်မယ်ဆိုရင်ကျွန်တော်ပထမဆုံးအနေနဲ့အကြံဉာဏ်အပြင်အချက်၃ချက်သိထားဖို့လိုအပ်တယ်နံပါတ်1 file record နံပါတ်2 Adobe Expert AI နံပါတ်3 CapCut ကျွန်တော်အဒီ3ခုကိုပေါင်းစပ်ပြီးတော့မှခုနကလိုဗီဒီယိုမျိုးကျွန်တော်တို့ဖန်တီးလို့ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတာကိုအစဆုံးကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကြည့်လိုက်ကြအောင်အရင်ဆုံးကျွန်တော်ဖုန်းထဲမှာရှိတဲ့ Chrome browser ကိုလည်းကျွန်တော်တို့ဝင်ရမယ်ပြီးရင်ဒီ server မှာ Adobe Animate Pro Audio ဆိုပြီးရိုက်ချမယ်ပြီးရင်တော့ကျွန်တော်တို့ဒီ website မှာဒီပုံစံလေးပေါ်လာမယ်ကျွန်တော်ကဒီနေရာမှာကျွန်တော် Gmail တစ်ခု Gmail account တစ်ခုရှိထားဒီလူပုံစံလေးတွေကိုကျွန်တော်ဝင်ပြီးတော့ကျွန်တော် Gmail တစ်ခုနဲ့ကောက်ဝင်ရမှာဖြစ်တယ်ဒီ website တွေကိုကောက်ဝင်ရမှာဒီ website တွေကိုကောက်ဝင်လိုက်ပြီဆိုရင်ကျွန်တော်ဒီပုံစံလေးမြင်ရမှာဖြစ်တယ်ဒီနေရာလေးမှာကျွန်တော်က start now နှိပ်ပြီးတော့ကျွန်တော်လုပ်ချင်တဲ့ပုံစံလေးကိုဒီထဲမှာဖန်တီးလို့ရတယ်ဒီထဲမှာကျွန်တော်ကဖုန်းနဲ့ဆိုတော့နည်းနည်း site ကကြီးနေတဲ့အတွက်ကျွန်တော်ကွန်ပျူတာပုံစံနဲ့ကြည်ကြဲဝန်းဝန်းလေးမြင်ရအောင်ကျွန်တော်ဒီအပေါ်ကဒီတောင်လေးမှာဒီ73ချက်ထဲကကျွန်တော် desktop site ဒီ73ချက်ထဲကိုဝင်ပြီးရင်တော့ဟို desktop site ပြောင်းပြရမှာဗျာကွန်ပျူတာပုံစံနဲ့ကြည့်မှာပေါ့โอเคဒါကျွန်တော်ဒီနေရာမှာကျွန်တော်ကွန်ပျူတာနဲ့ပဲပြလိုက်မယ်ဗျာအတူတူပါပဲပုံနဲ့ဒီမှာမြင်ရတာပို့ပြီးတော့ဒီကွန်ပျူတာနဲ့ဆိုတော့ပို့ပြီးတော့ကြည့်မြင်ရတော့ပိုရှင်းတယ်အဲ့ဒါကျွန်တော်ကွန်ပျူတာနဲ့ပြလိုက်ဒီမှာပထမဆုံးကျွန်တော်တို့ဒီ character တွေရွေးချယ်လို့ရတယ်ပေါ့ကျွန်တော်အရင်ဆုံးဒီ character တွေကိုရင်ကြည့်ကြည့်အောင်သူကလူပုံစံအမျိုးမျိုးအသုံးပြုလို့ရတယ်ကိုကဘလို့ character မျိုးဖန်တီးချင်တာလဲကျွန်တော်ဒီညမှာအမျိုးမျိုးရှိတယ်ပုံစံအမျိုးမျိုးပဲပေါ့လူပုံစံတွေကြိုက်တယ်လို့ရှင်းလို့ရတယ်ကိုလှုပ်ရှင်တဲ့ကိုဖန်တီးခြင်းတဲ့ပုံစံပေါ့ကျွန်တော်ဒီမှာကုန်ရွေးချက်လို့ရတယ်ဟောဒီနေရာမှာကျွန်တော်တစ်ခုပြတယ်ရှိတယ်ဒီပုံစံလေးတွေလှုပ်တဲ့ဟာမင်းသမင်းကခုမစားဘူးလေဆိုတာငါကမစားဘူးပေါ့မင်းပြောတဲ့ပုံစံကဟမ်他们啥别别，挨着去拉面，喏。မင်းငါကိုလာနောက်နေတာမင်းလာမဲဆိုလာမဲမလာဘူးဆိုမလာဘူးပေါ့အဲ့လေငါသိတယ်လေမင်းသမင်းစားပြီးရင်တော့ချီးလာမှာပေါ့ဒါဆိုဒီ website မှာအသုံးပြုပြီးတော့ကျွန်တော်တို့ဒါလောက်ထားတဲ့ဟာတွေပေါ့ TikTok ဒီ website ကိုအသုံးပြုပြီးတော့ TikTok မှာတချို့ဆိုဒီလိုပုံစံလေးတွေဖန်တီးပြီးတော့ဒီပုံထဲနဲ့ဒေါ်လာ50ကျော်လောက်ရကြတယ်ဒီပုံစံလေးတွေဒီ website ကနေယူပြီးတော့idea တွေကို idea ပေါ်မှာမူတည်ပြီးတော့မျိုးမျိုးဖန်တီးလို့ရတယ်ကျွန်တော်ဆိုနေဒီ website ထဲကနေပြီးတော့ဒီ character လေးတွေကိုယူပြီးတော့ကျွန်တော်ဗီဒီယိုတွေဖန်တီးတာကျွန်တော် YouTube မှာဆိုရင်ဒါ9 million ကျော်လောက်ရထားတာ3လအတွင်းဒီပုံစံလေးတွေပဲကို idea မျိုးမျိုးနဲ့ပေါင်းစပ်ပြီးဒီ character မှာဒီပုံစံလေးလုပ်လို့ရတယ်ဒါကကျွန်တော် background တွေရွေးချယ်လို့ရတယ်ကိုကြိုက်တဲ့ပုံစံ background မျိုးမျိုးပေါ့ဒါကတော့ background ပေါ့
ကိုကသူတွေက background တွေမကြိုက်ဘူးဆိုရင်ကျွန်တော်တို့ဒီမှာ green screen လို့အစိမ်းရောင်နောက်ကို background ကိုအစိမ်းရောင်ပြောင်းပြီးတော့ကျွန်တော်တို့အတန်ဖိုင်နဲ့ပုံပဲယူပြီးတော့အတန်ဖိုင်နဲ့ပုံပဲယူပြီးကျွန်တော် channel လုပ်မယ်ပြီးရင်ကက်မှာကိုကြိုက်တဲ့ background ပြန်ရှင်းပြီးတော့ဖန်တီးလို့ရတယ်ပေါ့ကိုမှာအခုဖိုင်ထဲမှာရှိတဲ့ background တစ်ခုခုရှိရဆိုရင်ဒီထဲမှာကျွန်တော် background တခြား background မရွေးဘဲနဲ့ green screen background အစိမ်းရောင်ရွေးပြီးတော့မှကက်ထဲရောက်မှာကျွန်တော် remove background လုပ်ပြီးတော့ကျွန်တော်ကကိုကြိုက်တဲ့ background ထည့်ပြီးတော့ဗီဒီယိုလုပ်လို့ရတယ်ကျွန်တော်ကတော့ဒီပုံစံလေးနဲ့ပဲလုပ်ပြမယ်နော်ဒီပုံစံလေးပေါ့ဒီနေရာမှာဒါကတော့ဒါ site ပေါ့ဒါကျွန်တော်တို့ site တွေရွေးချယ်လို့ရတယ်ကိုကဘာအတွက်လုပ်ချင်တာလဲဒီဓာတ်ပုံအတွက်ဆိုရင်ဒီမှာ 1.1 အရှိုးရှိမယ်ကျွန်တော်တို့ဒီမှာကိုက TikTok အတွက်ဆိုရင်တော့60 point TikTok အတွက်ဆိုရင်တော့ကျွန်တော် 9.60 ကိုရွေးရမယ်ကိုက YouTube site YouTube လုပ်မယ်ဆိုရင် YouTube အတွက်ဆိုရင်တော့ကျွန်တော် 60.9 ကိုရွေးပြီးတော့ဒီမှာ site တွေရွေးချယ်လို့ရတယ်ဒီ site တွေကလည်းရေးကြည့်ရကိုလုံးမဲ့ပုံမူတည်ပြီးတော့ရွေးချယ်လို့ရတယ်အဲ့လိုရွေးချယ်ပြီးဆိုရင်တော့ကျွန်တော်တို့ကိုယ်အတန်နဲ့လုံးရှင်ရင်ကျွန်တော်တို့ဒီမှာ record ဆိုတာရှိတယ်ဒီ record လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့အတန်သွင်းရမယ်ကိုဘာပြောချင်လဲကိုပြောချင်တဲ့ပုံစံကိုကျွန်တော်တို့ဒီမှာ record ထဲမှာအတန်သွင်းပြီးရင်ကျွန်တော်တို့ဒီမှာ drone ဆိုနှိပ်လိုက်ရင်ရပြီတခြားအတန်ဖိုင်တွေကိုအသုံးပြုမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ BRWC brown ဆိုတာရှိတယ်ဒီ brown လေးကိုနှိပ်လိုက်ရင်ကိုဖုန်းရဲ့ဖိုင်တွေအတန်ဖိုင်တွေတခြားတွေယူထားတဲ့အတန်ဖိုင်တွေရှိအဲ့ဒါတွေကိုရွေးပြီးတော့ထည့်လိုက်ရင်ကျွန်တော်တို့ဒီမှာဂျုံးလို့နှိပ်လိုက်ရင်ဒါဒန်းနှိပ်လိုက်ရင်ရပြီပေါ့ဒီဖုန်းထဲမှာအတန်ဖိုင်တွေကိုအသုံးပြုလို့ရပြီဒီနေရာမှာကျွန်တော်ခဏလေးစောင့်ပြရမယ်သူက generate လုပ်ပေးနေဆိုโอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာရသွားပြီဒါဆိုရင်ဒီမှာ download လေးနှိပ်လိုက်ရင်ကျွန်တော်တို့ကရဒီပုံစံကကျွန်တော်တို့တော်တော်လေးလွယ်ပါတယ်ဒီ website က300ဒါဆိုရင်ဒီ download လေးနှိပ်လိုက်ရင်ရသွားပြီကျွန်တော်ကက်ထဲမှာသွားပြီးတော့အကုန်လုံးပေါင်းဆက်ပြီးလုပ်လို့ရတယ်โอเคဒါဆိုရင်ကျွန်တော်အတန်သွင်းလိုက်တာလေးကိုကျွန်တော်တစ်ချက်ကြည့်ကြည့် Hello မင်္ဂလာပါဒီနေ့မှာတော့ Adobe AI နဲ့တစ်ကမ္ဘာလုံးက trending ဖြစ်နေတဲ့ animation video ဖုန်းနဲ့ဘယ်လိုဖန်တီးလို့ရမလဲဆိုတာကိုအစစ်အစစ်လေ့လာသွားကြမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာမိနစ်နဲ့ငယ်အတွင်းမှာလွယ်လွယ်ကူကူနဲ့ animation video တစ်ခုကိုဖန်တီးနိုင်အောင်တစ်ခုချင်းစီအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ် Adobe AI နဲ့က tool တွေကိုဘယ်လိုအသုံးပြုရမလဲ Why နဲ့ Okay ဒါဆိုရင်တော့ကျွန်တော်ဒီ AI ကိုအသုံးပြုတတ်လိမ့်မယ်လို့ထင်ပါတယ်ဒီကက်နဲ့ video editing ကိုတော့ကျွန်တော်မပြတော့ဘူးဗျဘာလို့ဆိုတော့ဒီကောင်ကဒါကက်နဲ့ video editing အခြေခံရတဲ့သူတွေအတွက်ပဲကျွန်တော်လုပ်ပြတာဖြစ်ပါတယ် editing ကိုပြရင်လည်း video ကြီးကရမ်းချေသွားမှာဆိုလို့ပေါ့အဲ့ဒါကိုတော့မပြတော့ဘူးဗျဒီ AI နဲ့ပတ်သက်ပြီးတော့ AI ရဲ့လုပ်ပုံလုပ်နည်းတွေကိုကျွန်တော်လုပ်ပြသွားတာဖြစ်ပါတယ်ကိုကတကယ်လို့မျိုးဒီလိုမျိုး video လေးတွေဖန်တီးခြင်းနေဆိုရင်တော့အဲ့ဒီ website မှာသွားပြီးတော့ကိုယ့်ရဲ့ idea နဲ့ပေါင်းပြီးတော့တခြားသောပုံစံလေးတွေပေါ့ဘယ်လိုလုပ်လို့ရလဲဆိုတော့ကိုယ့်နဲ့ကိုယ်သွားပြီးတော့လုပ်ကြည့်ကြပါကိုယ့်နဲ့ကိုယ်ဗီဒီယိုလေးဖန်ကြည့်ကြပေါ့ဒီဗီဒီယိုမှာတော့ဒီလောက်ပဲဗျနောက်ဗီဒီယိုတွေမှာတော့ဒီ edit နဲ့ပတ်သက်တဲ့အခြေခံလေးတွေအားစားကျွန်တော်သိသလောက်ကိုဝေမျှသွားပေးဖို့ရှိပါတယ်ကျွန်တော်ဒီ page မှာနောက်ပြီးတော့ကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page တွေမှာကက်နဲ့ video editing အခြေခံနည်းတွေတခြား tutorial video တွေပေါင်းများစွာကိုဆက်လက်တင်သွားပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel နဲ့ Facebook page တွေကို follow နဲ့ like subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်